ကြီးညွှန်ကြားချက်တခါကမြို့ကြီးတစ်မြို့မှာအရာရှိကြီးတဦးရဲ့မိခင်နေမကောင်းတာကြောင့်ဆေးရုံကိုတင်လိုက်ရလေတယ်။အဲ့ဒီအချိန်မှာဆေးရုံမှာအကြီးဆုံးဆရာဝန်ကြီးကဆေးရုံမှာမရှိဘူး။ဆရာဝန်လေးတွေနဲ့သူနာပြုဆရာမကြီးကလူနာကိုအတက်နိုင်ဆုံးပြုစုကုသစစ်ဆေးပေးကြလေတယ်။ဆရာဝန်ကြီးနဲ့အရာရှိကြီးကညနေဆောင်မှဆေးရုံကိုပြိုင်တူရောက်လာကြတယ်။အဲ့ဒီအခါဆရာဝန်ကြီးကစစ်ပြီလားပြီးပါပြီစစ်ပြီးပါပြီဆေးသွင်းဖို့သွင်းပြီးပါပြီယောဂနဲ့ပတ်သက်ပြီးဆရာဝန်လေးတွေကလူလီသေးမရှိအောင်လှုပ်ထားကြောင်းတွေ့ရလေတယ်ဆရာဝန်ကြီးကတော့အရာရှိကြီးရှိမှဘယ်လိုဂယုစိုက်ပြရမှန်းမသိတာကြောင့်နောက်ဆုံးမှလူနာအိတ်နေတဲ့ကရင်ကိုလက်နဲ့ဖိကြည့်လိုက်ပြီးဟိုဘက်ကရင်ပြောင်းပေးလိုက်ပါဟိုဘက်ကရင်ကပိုကောင်းတယ်ဟုလမ်းညွှန်လိုက်လေတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်